မိတ်ဆွေတို့တစုံတစ်ယောက်ကတင့်မျက်နှာကိုတတွေးနဲ့လှမ်းထွေးလိုက်ရင်ဘာလုပ်မလဲရန်ဖြစ်မလားဒါမှမဟုတ်ရဲတိုင်မလားဒါပေမဲ့အာဖရိကကမာဆေးမန်ဆိုင်မျိုးနွယ်စုတွေကြားမှာတော့ဒါဟာရန်ဖြစ်เสียမဟုတ်ပဲအရန်ကိုမုံမြတ်တဲ့ကောင်းချီးပေးခြင်းတစ်ခုဖြစ်နေတာပါဟုတ်ပါတယ်ကျွန်တော်နောက်နေတာမဟုတ်ပါဘူးတတွေးထွေးလေကန်ကောင်းလေလို့ယူဆတဲ့သူတို့ရဲ့ထူးဆန်းတဲ့ကဘာတဲကိုခဏလောက်သွားကြည့်ရအောင်ကင်ညာနဲ့တန်ဇန်နီးယားမှာနေထိုင်တဲ့မာဆေးမျိုးနွယ်စုတွေဟာတယောက်နဲ့တယောက်နှုတ်ဆက်တဲ့အခါလက်ဆွဲနှုတ်ဆက်ရုံနဲ့မပြီးပါဘူးအရင်ဆုံးကိုယ့်လက်ဖွားတဲ့ကိုတတွေအားရပါရထွေးထည့်လိုက်ပြီးမှတစ်ဖက်လူကိုလက်ဆွဲနှုတ်ဆက်ရတာပါဒါဟာတစ်ဖက်လူအပေါ်လေးစားမှုရှိကြောင်းနဲ့ကောင်းချီးပေးကြောင်းပြသတဲ့အမြင့်ဆုံးယဉ်ကျေးမှုဖြစ်နေတာပါအကယ်၍တင်ကသူတို့နဲ့တငယ်ချင်းအများကြဒီဖွဲ့ချင်ရင်တော့ရေများများတောက်ထားဖို့လိုလိမ့်မယ်နော်ဒီထက်ပိုထူးဆန်းတာကတော့ကလေးငယ်လေးတွေအသစ်မွေးလာတဲ့အခါမှာပါကျွန်တော်တို့စီမှာဆိုရင်ကလေးလေးကိုနမ်းကြတယ်ဖက်ကြတယ်ပေါ့ဒါပေမဲ့မာဆေးလူမျိုးတွေကတော့ကလေးလေးရဲ့နဖူးဒါမှမဟုတ်ရင်ဘတ်ကိုတတွေးနဲ့ထွေးပြီးကောင်းချီးပေးကြပါတယ်သူတို့ယုံကြည်တာကကလေးကိုချီးမွမ်းရင်ကလေးကန်ဆိုးတတ်တဲ့ဒါကြောင့်ကလေးကိုကန်ကောင်းစေခြင်းရင်တတွေးနဲ့ထွေးပြီးဒီကလေးကတိတ်ညံ့တာပဲလို့ပြောင်းပြန်ပြောပြီးဆူတောင်းပေးကြတာပါဒါကတော့အထူးဆန်းဆုံးအပိုင်းဘဲပြမာဆေးတို့သမီးလေးတွေအိမ်ထွက်တဲ့အခါသူ့ရဲ့အဖေဖြစ်သူကသမီးရဲ့နဖူးနဲ့ရင်ဘတ်ကိုတတွေးနဲ့ထွေးပြီးကောင်းချီးပေးရပါတယ်ဒါဟာသမီးဖြစ်သူနောက်အိမ်တောင်မှကန်ကောင်းပါစေပျော်ရွှင်ပါစေဆိုတဲ့ဖခင်တယောက်ရဲ့မေတ္တာအစစ်မှန်ပါပဲကျွန်တော်တို့အတွက်ရေစရာလို့ထင်ရပေမဲ့သူတို့အတွက်တော့ဒါဟာမျက်ရည်ကျလောက်အောင်လေးနဲ့တဲ့အခိုက်အတန့်ဖြစ်နေတာပါကဘာကြီးမှာယဉ်ကျေးမှုတွေကကွဲပြားလွန်းပါတယ်ကျွန်တော်တို့အတွက်လိုင်းနယ်လို့ထင်ရတဲ့အရာကတခြားလူမျိုးစုတွေအတွက်တော့အလေးမြတ်ထားရတဲ့အရာဖြစ်နေတတ်ပါတယ်အကယ်၍မင်းသားမှာဆေးမျိုးနယ်စုတွေစီရောက်သွားရင်တတွေးထွေးခံရဖို့အစဉ်သင့်ဖြစ်ပြီလားခါမက်မှာပြောခဲ့ကြပါဦးနောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေသိချင်ရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့